ညဘက်အိမ်ရဝင်ကနေအချိန်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့အချိန်မှာတင်အခန်းအပြင်ဖက်ကနေမပီမတနဲ့ကြောချမ်းမှုကောင်းတဲ့အတန်ဆန်းတစ်ခုကြားနေရမယ်ဆိုရင်တင်ပါလို့မလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ ATE Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လေကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ Horror Fan တိုင်းလက်မလွတ်တန်းကြည်တင်ပြီးထိုင်းရုံချင်းလောကမှာယုံဝင်ငွေစမ်းချိန်တင်အောင်မြင်ခဲ့တဲ့ဖြစ်ရမှန်အခြေခံတရေကားဖြစ်တဲ့ Death Whisperer ဆိုတဲ့ဇာတ်ကားကိုကျွန်တော်ကညွှန်းပေးတော့မှာဖြစ်ပါတယ်ဒီဇာတ်ကားဟာတာမန်တရေ6တဲ့ကားမျိုးမဟုတ်ပါဘူးကြောက်စရာကောင်းတဲ့တရေနာနာဘဝတွေကိုရင်ဆိုင်မိသားစုကိုကာကွယ်ဖို့အသက်နဲ့လေးပြီးတိုက်ခိုက်ရတဲ့ action horror ပုံစံမျိုးမို့ကြီးနေရင်းနဲ့ရင်တထိတ်ထိတ်နဲ့အသက်ရှူဖို့တော့မေတော်ရလာအောင်ဆွေးဆောင်မှုရှိတဲ့ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်ဒီဇာတ်ကားရဲ့ပထမဆုံးအချက်ကတော့1992ခုနှစ်ကက်ရှနာဘူရီပြည်နယ်ကဝေးလံခေါင်ပြားတဲ့ရွာလေးတစ်ရွာမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုအခြေခံထားတာပါပဲပန်တစ် website ပေါ်မှာတကယ်ကာယကရှင်ရဲ့မိသားစုဝင်တွေကိုယ်တိုင်ရေးသားခဲ့တဲ့အကြောင်းအရာကနေလုံချင်းဝတ္ထုဖြစ်လာပြီးအခုရုပ်ရှင်အဖြစ်ဖန်တီးခဲ့တာဖြစ်ပါတယ်ကျေးလက်ဒေတာရဲ့ပတ်ဝန်းကျင်လေကွင်းပြင်တွေတောအုပ်တွေနဲ့ရှေးဟောင်းအင်ကြီးရဲ့အငွေအသက်တွေကိုဒါရိုက်တာကပြိသက်တွေအသေးရအောင်တေချာပုံပေါ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဇလန်ရဲ့အစကတော့ရွာတွေကကျောင်းသူမိန်းကလေးတယောက်ထူးထူးဆန်းဆန်းသေဆုံးတော့တာကနေစတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မိသားစုထက်ကညီမလက်ဖြစ်သူရန်နဲ့ညီမငယ်ဆုံးလေးတို့ကျောင်းကအပြန်တောလန်အတိုင်းလမ်းလျှောက်လာရင်လမ်းဘေးကတစ်ပင်အိုကြီးတစ်ပင်အောက်မှာအနည်းအောင်ဝတ်စုံဝတ်ထားပြီးထူးဆန်းတဲ့ကြောင်မက်ဖွေတာကောင်းတဲ့မိန်းမကြီးတယောက်နဲ့ထိတ်တိုက်တိုးပါတော့တယ်အဲ့ဒီမိန်းမကြီးနဲ့တွေ့တဲ့နေ့ကစလို့တွက်လက်ချစ်ချာလာတဲ့ညီမလေးရန်ဟာထူးထူးဆန်းဆန်းနေမကောင်းဖြစ်ပြီးအဲ့ရတဲ့လဲကျတော့ပါတော့တယ်ဆရာဝန်ပြလဲယောဂရှာမီကနေမကောင်းဖြစ်ပြီးတဖြည်းဖြည်းနဲ့သူမရဲ့မျက်နှာဟာဖြူဖော့ခြောက်ကပ်လာပြီးညဘက်တဲ့ဆိုရင်လဲတခြားလူတယောက်လိုပြုမြူလာတတ်ပါတယ်ပူပြီးသွေးပြဖို့ကောင်းတာကဗျညတကောင်ရဲ့အချိန်တရော်လုံးတိတ်ဆိတ်နေတဲ့အချိန်မှာအိမ်သားအလုံးကအိမ်ရောက်ကနေတောင်းမဟုတ်ခြံတွေကနေထွက်ပေါ်လာတဲ့မပီမတကြောချမ်းပွေဟာရွတ်ဆိုတန်ကြီးပါအဲ့ဒီအတန်ကတော့တီရုပ်ဆိုတဲ့အတန်လိုမျိုးအတန်တွေတင်တာတစ်ခုပဲဖြစ်ပါတယ်ဒီလိုနဲ့မိသားစုတစ်ခုလုံးဘာလို့ရမှမသိပဲ၆လန့်ချင်းခံနေရတဲ့အချိန်မှာပဲစစ်တပ်ကနေရော်ကိုပြန်ရောက်လာတဲ့အကိုကြီးရက်ဖြစ်သူကညီမဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေနဲ့အိမ်ထဲကမကောင်းဆိုးရရဲ့အငွေသက်တွေကိုစတင်ပြီးတတိထားမိသွားပါတယ်သူကတော့တခြားသူတွေလိုကြောက်လန့်ပြီးပုံနေပြီသူမဟုတ်ပါဘူးတရေဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူညီမကိုလာထိတဲ့အရာဦးသူများကိုတနက်တလက်နဲ့ထိတ်တက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလန်ရဲ့အဓိကအချက်ကတော့ခေါင်းစဉ်ဖြစ်တဲ့တီရုပ်ဆိုတဲ့ဒီအတန်ပါပဲဇလန်တွေကညီမငယ်လေးရှန်ကထူးဆန်းတဲ့မိန်းမကြီးနဲ့တွေ့ပြီးနောက်ပိုင်းနေမကောင်းဖြစ်ရကနေညတကောင်ရဲ့အချိန်တိုင်းမှာမပီမတနဲ့အဲ့ဒီအတန်ကိုရွတ်ဆိုနေတတ်ပါတယ်ဒီအတန်ကဘလို့ဘာသာစကားလဲဘာထိပ်ပဲလဲဆိုတော့ဘသူမှတိတိကျကျမသိရပဲမကြားရတဲ့သူတိုင်းကတော့တွေးပြတ်သောစေလောက်တဲ့အထိရုပ်ရှင်ထဲမှာအတန်ပိုင်းဆိုင်ရာဆောင်းဒီဇိုင်းကိုတော်တော်လေးပြပြဖန်တီးထားတာကိုတွေ့ရပါတယ်ဆိုတော့အဲ့ဒီအတန်ကဘလို့ဘာသာစကားလဲဘာထိပ်ပဲလဲဆိုတာအခုထိမေမေရဲကတိတိကျကျမသိရပေမဲ့မွန်ဘာသာစကားဒါမှမဟုတ်ရှေးဟောင်းမန်တိုင်းတစ်ခုဖြစ်နိုင်တယ်လို့ယူဆကြပြီးနားထောင်ရတာအင်မတန်မှပဲကြောချမ်းစရာကောင်းပါတယ်ဇလန်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့တွန်းအားကတော့ကိုကြီးဖြစ်သူရက်ကရော်ကိုရောက်လာတာကစတင်ထားတာဖြစ်ပါတယ်သူကဘုရားမရှိတရားမရှိဘယ်လိုပြောမလဲလုံးဝကြမ်းကြမ်းတမ်းတမ်းလူတစ်ယောက်ဖြစ်ပါတယ်သူရဲ့ညီမငယ်ကထူးထူးဆန်းဆန်းအခြေအနေဆိုးလာပြီးအိမ်ပတ်ဝန်းကျင်မှာမတင်ကားစရာဖြစ်လာတဲ့အခါမှာသူကိုယ်တိုင်ပဲထိတ်တက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေရာမှာဇက်ကားကပြိတ္တကိုဆွဲခေါ်တော့တာကဒီမိသားစုတွေကဘသူတွေဘာဖြစ်သွားမလဲတောရော်တလဲရဲ့အယူတီးမှုတွေလျှို့ဝှက်ဆန်းကျေတဲ့မန်တိုင်းအမောင်ပညာတွေနဲ့မကောင်းဆိုးဝါးတွေရဲ့လက်ကွက်တွေကြားထဲမှာဒီမိသားစုကဘလို့ရုန်းကန်ရမလဲဆိုတာကိုစပိုင်လာမပေးပဲပြောရရင်တော့ဇက်ရှင်ကတဖြည်းဖြည်းတက်လာပြီးနောက်ဆုံးမိနစ်30မှာတော့အသက်ရှူအောက်ပြီးကြည့်ရမယ့်အထိဇလန်းကရင်ခုန်စရာရမ်းကောင်းပါတယ်ဆိုတော့ဘာလို့ဒီကားကိုကြည့်တင်တာလဲဘာလို့ကျွန်တော်ကဒီကားကိုညွှန်းပေးတာလဲပထမဆုံးအချက်ကတော့ဒီ Nidesh ကစားထားတဲ့ Yes ရဲ့ character ပါပဲတရေကားတွေမှာအမြဲတွင်းနေရတရေချောင်းရင်ပြေးရင်ပြေးဒါမှမဟုတ်ဆရာပင့်တရေနေဖို့လို့အပနေဖို့လို့အဲ့လိုပုံစံမျိုးကနေပြီးတော့အခုကဒီဇက်ကားမှာကြတော့ကျွန်တော်စောနာပြောသလို horror action ဖြစ်လာတဲ့အတွက်သူညီမကိုလာထိရင်ဘသူရဲ့ဖြစ်ဖြစ်အသေးတတ်မယ်ဆိုတဲ့သူ့အကိုရဲ့ character ကပဲဇလန်းကိုအဓိကပြောင်းလဲတော့တာဖြစ်ပါတယ်သူ့ရဲ့ပုံစံကအရန် aggressive ဖြစ်တဲ့ပုံစံကိုကြည့်ရတာတော်တော်လေးစိတ်ကျဉ်နှက်စရာကောင်းပြီးတခြားတရေကနဲ့ကွေးထွက်နေတာကိုတွေ့ရပါတယ်ဒုတိယအချက်ကတော့ jump scare တွေနဲ့ပတ်ဝန်းကျင်အငွေ့သက် atmosphere ပါပဲဇက်ကားက6လုံးတက်တက်တွေမဟုတ်ပဲကင်မရာအလစ်အပြောင်းတွေတိတ်ဆိတ်မှုတွေကိုအတုံးချပြီးပြိသက်ကိုခြောက်ချအောင်လုပ်နိုင်စွမ်းရှိပါတယ်အချုံအပြင်ပြောရရင်တော့ဒီ Death Whisperer ဆိုတာကခြောက်ချစရာ horror element တွေရောရင်သမားမှနဲ့စောင့်ကြည့်ရမယ် trailer action မြတ်မြတ်တတ်ပေါင်းဆက်ထားတဲ့တရေကားကောက်တကားဖြစ်ပါတယ်လက်ရှိမှာဒုတိယပိုင်းတောင်ထွက်ရှိထားပြီးဆိုပေမဲ့ပထမပိုင်းကိုတော့လက်မလွတ်တန်းအရင်ကြည့်ကြည့်ထားဖို့ကျွန်တော်ကတိုက်တွန်းချင်ပါတယ်ကျွန်တော်အနေနဲ့ဒီဇက်ကားကို rating ပေးရမယ်ဆိုရင်တော့ကျွန်တော် 8.5 ထိပေါ့နော်ကျွန်တော်ကပေးချင်ပါတယ် horror ကားကြိုက်တဲ့မိတ်ဆွေတို့အတွက်လည်းတကယ့်ကိုကြည့်တင်တဲ့ဇက်ကားကောင်းတဲ့တကားဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီဇက်ကားကိုကြည့်ပြီးတော့ကြပြီလားဗျကြည့်ပြီးတော့ပြီဆိုရင်လည်းမိမိတို့ရဲ့မြင်လေး
တွေကိုကျွန်တော်ရဲ့ comment ထဲမှာလာရောက်ဝင်များခဲ့ပါဦးဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့နဲ့နောက်ထပ်ရုပ်ရှင် review တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်လို့ပြောကြရင်းနဲ့အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ